တော့ခုထည့်ပေးလိုက် ဒီနေ့လည်းပဲနောက်ထပ် ဟာဟိုဟာလေး လေရလေငါးဖမ်းလေးလေးတစ်စီးလာတယ်သူတို့ကငါးတွေပေးမယ်တဲ့နဲ့ခေါ်လဲကော်ဖီလေးတွေပေးအောင်မယ်အခုကဒီမှာကော်ဖီလေးတွေပေး plastic ပါယူလား အခုဒီမှာကော်ဖီဆိုရင်အစင်တစ်ထုတ်ပြီးသူတို့စောင့်နေပြီဘယ်သူလာပေးမယ်ဆိုပြီးတော့ဗောနော်ပေးဖို့စောင့်နေပြီဟိုမှာငါပေးမယ်တဲ့ငါပေးမယ်တဲ့အဲ့ဒါငါတော့ယူလိုက်အောင်မယ်ဒီမှာသူတို့ကော်ဖီရဲ့တခြားတောက်စရာလေးတွေပေးမှာဒီကတေးပူလေးကိမုံညာနဲ့ငါဒါအော်ကိမုံမျိုးပေါ့ဒါကြောင့်မျိုးနဲ့နီးနဲ့မဟုတ်မျိုးနဲ့ညာတာ ဒီကောင်လည်းမျိုးဒီကောင်လည်းစကူပဲ ဒါရှားတယ် ဒီကောင်လည်းမျိုး ငါးစကူ ငါစကူတဲ့ဒီစကူနဲ့တူလို့ပေါ့တော့ဒါ တူတူပဲ ပပလေးပေါ့ ဒီကောင်ကြီးကောင်ခေါ်လိုက်ကိုလိုပြောလို့ပေါ့ဒီကောင်လည်းတူတူပဲ ဩ ဒီကောင် တူဆက်လေးတလေးအေးအကျပပလေးပေါ့ငါလေးဒါအရေခွန်းကတော့ထူရယ်နော် ရေခေါ်ပါမယ် ထူလား ကိုလိုဆွဲခေါ်လိုက်လူမကြည့်ပါ ခါရပါတာတော့ ဒီလိုဆွဲခေါ်လိုက်ရအဲ့တော်လေးပေါ့စိတ်ကောတော့ငချော်လို့လောတော့ပူကောင်းလိုက်ကိုလို အာရှယ်ပေါ့ရှယ် အဲ့တော့ကြောင့်မလို့ပေးတော့ ကျေးဇူးများတင်ပါတယ် ဒီမှာငမုတ်ကြီး ငမုတ်ကြီး ဒီတော့ငမုတ်ကြီးကိုဒီမှာ ဒီရှိမှတော်နေတဲ့ငမုံလေး မဟုတ်ဒါငမုတ်အမဲ ဈေးကြီးတော့ဒါငမုတ်မဲ ဒါဈေးကြီးတယ် ဒီကောင်ကြီးတော့အဲ့တော့ဒီကောင် แล้วก็นั่นไม่ใช่งมงแม่งเลย ငမုတ်ဖြူ งมงพี่ ဒါငမုတ်မဲ ငမုံပဲ အဲ့ဟုတ်တယ်ဒီမှာကြီးမှကြတော့ဟောပလတူ လာတူးတွေ အဲ့ဒါပလာတူတဲ့ လာပေး อืม ပလတူလေးအဲ့လာပေးရ ဘူးကလာပြ ဒီ ရ က တော့ လာပေးရကျွန်တော်ဒီမှာမျက်လုံခွဲကြတစ်ဖက်ကလည်းလာပေးရတော့ ကျေးဇူးများတင်တယ်ကျေးဇူးများတင်တယ် မနေ့တုန်းက ဟုတ်ကဲ့ ဘာသူတို့ အေးလေညတော့ကျွန်တော်လာပေးရ ကိမိုကိမို တွေပဲကိမိုပေးထားတဲ့ဖွဲ့တွေပဲ ဒီမှာရှိရတော့တရားမရှိတော့ ငါးတွေပေးချလို့ဆိုတခုကလာတာနော် အဲ့ခေါ်တာ ဒီကလာဒီကလာပေးရ အကြည့်ရောတချင်းကြီးဒါတူတွေဟောမှကြီးအောင် ညာကြီးပဲ အဲဝဒန်းတောင်းတော့ပေးရ ကျေးဇူးများတင်တယ်အများကြီးစားရပါ အဲ့ဒါလေးပါကိုလို့ ဟာ ကိုလို့တယ်ပေးတယ်ကိုမခနဲ့ဟိုလေမခနဲ့လူတွေခေါ်ကြရဲဥစားပေးတယ် ရတယ်ကျွန်တော်တည်ရောလိမ့်မယ်နော်ဒီနေ့3ယောက်ပေါ့ဟော ไอ้ตัวพวกของเราอ่ะ မနေ့ကကော်ဖီတောက်ချစ်ပြီးကြွားလား ကောင်းရောကောင်းတယ် ရောထပ်ယူလာတဲ့ ဟုတ်လားအေးအေးဟုတ်တယ်အဲ့တော့ဘူးကောင်းတယ်အဲ့တော့ဟိုဘောလေမချောင်းလေးရောက်ကောင်းလေးတဲ့ကိုကြီးကောင်းတယ်လေ มันก็เลยเนี่ยเนี่ยกว่าเนี่ยกว่า ဟိုလေမခင်းလေးပေးလက်ဆောင်လေးတမနော် ကော်ဖီကောင်းလာတော့ ကော်ဖီကောင်းတာတောက်ပြီးပြီလားမ ကော နေ့ င်းတယ်တောက်ပြီးသွားပြီလို့မခင်းလေးပေးလက်ရောက်လေးကောင်းတယ်အဲ့ဒါဒီမှာမခင်းလေးပေးဟာလေးအဲ့ဒါဒီမှာ ကဲဒီမှာကြီးအောင် ကော်ဖီလေးတောက်လို့ကောင်းတယ်ဆိုလို့ပြောอ่ะ ကောင်းတယ်လို့ဗျာဟာ တကယ်ကောင်းလား တကယ်ကောင်းတယ်ဗျာလို့ အားနာပြီးကောင်းတယ်မပြောနဲ့နော် ကောင်းပါတယ်ဗျာလို့ จะเนี่ยตาวิ ဟောဟုတ်ပြီ ကိုလိုကောင်းပြီလို့ကိုလို เนี่ยตาวิก้าว ညတော့တောက်လိုက်တာကောင်းတာပေါ့ ๆก้าวมัน ဟိုလေ သူ့လည်းတိုက်လိုက်အောင်နော်ဒီတန်းငယ်ပဲလေ ဘောဆက်တော်လေးကောင်းလားဒီတိုင်းရောကြည့်တယ်အဲ့ဒါမြောက်တိုင်းရောဒီသူတို့လုံးဝလေးဆိုတယ် မျိုးချာမယ်ဒီလိုမျိုးကျိုးခွေးနဲ့ချာ ဩကျိုးခွေတဲ့ဒီရေထဲကိုချတာရေအနဲ့ထဲကိုနော် ဒီထော်လေး มาพอเต้า ကျောက်သော ก็จะเฮาမျိုးပေါ်နေကိုရည်ရရအောင် ဟုတ်ပြီရပြီ မကလေးပဲလက်ဆောင်လေးချစ်သူမြောင်းတည်းအဲ့လိုလောက်တိုင်းမြောင်းကြီးထုံရပါသေးပေါ့ ရှင်းနေတာရတယ်အကြီးအောင်ရေကချီတော့လေ ကျွန်တော်ဒီမှာခွဲလေကိုကျွန်တော်ဝင်ပြီးပြင်တော့အော်တော့ဒီမြခွဲဝင်လာတယ်ကိုဆိုင်တော့ဒီမှာကျွန်တော်ဝင်လာဒီရှိမှာကွာ ဟိုးပါမျောလာမှာ ဟိုကကျွန်တော်လည်းပလတူပါလေးလေးပေါ့ ဟိုးဘက်ပါလေလား ဟိုပြေဝကျွန်တော်ဒီဝဒန်း ဒီနေ့ line နေငြိမ်နေရနော် ဟုတ်တယ်ညနေ ไปไปอยู่ ဟမ် ဩ အဲ့သူပြည့်ရှက်ပြေတော့ကိုလည်းပြောလို့မရဘူး ช่วยเพียงเรา ဒီနေ့ပင်လေမနေ့လာပြီပါ တော့လည်းရော်ဒီတော့လည်း ရတူ နော တော့ င်နဲ့ရကြောဒီဆောက်မတဲ့အော် หมดได้ออก ဟုတ်လား အဲ့လိုអော်တာ မတဲ့အော်တော့ဒီမှာ อืม ကိုဆိုင်ရတဲ့မတဲ့အော်တော့လာမကြောက်ဘူးလား ကြားတယ်ဒါပေမဲ့ငြိမ်သွားပြီ ညရောရ မရှိတော့ ဟုတ်လား မိုးပဲရွာရွာမှာလေ อ๋อဟုတ်ကဲ့ဒီဟောကျွန်တော်ကျတော့ဒီစီပန်ထိုင်းတောင်ပိုင်းပေါ်တော်နီပေါ့ อืม ပေါ်တိုင်းရောင်လေးရောကကြောက်တော့ဒီဘက်ရောင်မဆိုတော့ရောင်မရောင်မ ပထမတော့ကြားတယ် အဲ့လိုကြောက်တယ် 25တော့မရှိတော့ရှိတော့ကောင်းသွားပြီ ကျွန်တော်ပြန်သွားရတာပူကောင်းလာပါလား ဟုတ်တယ်
မုံတိုင်းဆိုမလွယ်ဘူးနော် ဟုတ်တယ်ဒီပြေသွားရ ဒီနန်းမှာပဲဟိုဟာလောက်တာပေါ့ ဒီနားမှာဒီနား ခွန်းချနေဟလား ဟုတ်တယ်ဒီနားလေးမှာကဲမမျိုးမဒီမျိုးလေးဒီနားလေးမှာလောရလို့မခဲလို့ရှိမှာလောရလို့ဒီမှာဒီမျိုးဒီ ဖမ်းတာနော်ဒီနေ့ရတဲ့အချစ်ကြီးတယ်ပမာဖမ်းတာ ဒီရှိမှာလေဒီမှာလည်းမခဲလေ ဟောဒီရှိပါပဲ ရှိမှာလေ ဟုတ်ပါလေ ဒီရှိမှာပြေလာတော့ ပဲရ အခုတော့ခွမ်းပါညနေကြပြန်လာပြေပဲကျလာကြည့်ဓာတ်ပုတ်ကြလာရဗီဒီယိုပြလာရ ကျေးဇူး ဗီဒီယိုပြလာရဒီတော့အဲ့လိုလေးရောင်းဟာလေးပေါ့ကို ခ လို့ ဏပဲရ ကျွန်တော်လေးပေါ့ကိုဒါပေါ့ရဗီဒီယိုတက် ဟုတ် ဟုတ်အော်ကျွန်တော်ဝင်လာကိမောလာပြပါမခလေးနော် อืม အဲ့တော့မခလေးတက်ပြလာတော့ငါတို့နေရာမှာဘယ်လိုချစ်နေစီ ဒီပါလက်ဆက်စားရတယ်နော်ဟုတ်တယ်ဗလား ဟုတ်ကဲ့ ဒီပါကင်းမိုတွေငားတွေလက်ဆက် ကိမောကလည်းဆက်ရဒီမှာကိုလို့ ဘဝလင်းလင်းအများကြီးစားရနော် မခလေးပြလာ အခုတော့ကောင်းတယ် မျိုးချစ်ရဲလို့မခလေးပြလက်ဆောင်လေးတော်တော်လေးကောင်းတယ်ပေါ့ မကြည့်ကဲ မခလေးပြလက်ဆောင်လေးကိုတော့ကြည့်သူတင်ရဲလို့ကျွန်တော်ပင်လယ်သွားရေးလှုပ်သွားရအောင်နော်ဒီလေးကပုံပြီးသုံးဆောင်ဖြဲပူကောင်းတဲ့အကြောင်းလေးပေါ့နော်အဲ့ဒါပြီးအခုလုံးတစ်နိုင်ငံလုံးဒီသွားအောင်နော်ဒီဟာလေးသုံးဆွဲကြပါလို့ ကျေးဇူးတင်ပါတယ် ကျေးဇူးများကြီးပါတယ် သူက မခလေး မကမင်းသားမှာ ကျေးဇူးတင်ရတာလေးပေါ့နော် အဲ့ကျွန်တော်လေးဟိုလန်ခီကရမ်းပစ္စည်းခုနော်လန်ခီကရမ်းခတ်တယ်ဒီထိရောက်တယ်ဖြစ်လား ဟုတ်ကဲ့ကျေးဇူးများတင်ရလို့ရောက်ပါလေတော့ကောင်းတယ်အဲ့ဒါမခလေးကျေးဇူးများတင်ရ ဟုတ် လို့ ကဲ့ပါ ဒီငါ့ဘိုးလေးပြောပါဦးဒီငါ့ဘိုးလေးဒီငါလေး ဒီမှာငါစကူ ဒီငါစကူ ငါစကူနဲ့ကော်ဖီနဲ့တောက် ဒီမှာငမုတ်ကြီး ငမုတ်ကြီး ငမုတ် ကဲငါနဲ့ကော်ဖီနဲ့မြည်ရတော့မှာပေါ့ဒီကနေ့ လက်ဆက်ဆက် အဲ့ဒါဆက်ဆက်လေး စေတနာလာပို့ပေးရ ကျေးဇူးများတင်ပါတယ် ကဲပါ လိုအပ်တာရှိနေလာယူ ကျွန် နော် တော်တို့လည်းအဲ့တော့မျိုးလက်ဆောင်ဖိလို့ကျွန်တော်တို့လည်းမြောက်ကျေးဇူးတင်ပါတယ်လို့ ကဲဒီပါညားလေးဟောညားနားလက်ဆောင်ပေးအေးဘောကျေးဇူးစားတော့ညားပါ ဟိုငိုးကြီးပါလားမင်းအဲ့ဒါ ကဲကျေးဇူးများတင်ပါတယ်ဗျာကဲဒီပါမယ်နော် ညနေပိုင်းမှာကျွန်တော် ဟုတ်ပြီ ဘာလို့မလဲ ကဲလေးဦးပါလေးပဲရှိပါလို့ထားရအောင်โอเค လူမျိုးဒီမှာလေဘောကျွန်တော်ကရှင်ဘောကတော့မြဲကိုလို့မြဲဟို ဟေးဟုတ်ပဲဒီကတော့မကနေမနောကြီးအမကြီး ဆိုမှဆိုလည်းတို့ထိုင်ရ နောကြီးအမကြီးကြီး ကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်တို့မြောက်ကျပါလားမကလေးလက်ဆောင်ပေးရဟာလေးပေးရအတွက်မြောက်ကျေးဇူးတင်ပါတယ်လို့ ပါတယ် ကဲဟုတ်ပြီ